မင်းကြီးစားရဲ့တင်ပါကိုထီလိုချင်းကမင်းအသက်ကိုရှေ့စေနိုင်တယ်ဒါဟာအလိုစန္ဒတက်မဟုတ်ဘူးမင်းရဲ့အာရုံကြောစနစ်အတွက်အခြေခံကြတဲ့ဇီဝကံမှာလိုအပ်ချက်တစ်ခုပဲဇီဝဗေဒအရာပြောရရင်နူးညံ့တဲ့တီရှူကိုထီလိုချင်းကအမျိုးသားဦးနောက်စီကိုလုံခြုံမှုအချက်ပြပို့ဖို့အမြန်ဆုံးနေလန့်ပဲဒီလိုထိတွေ့မှုကရုပ်တည်ဗေဒကိုကြော်လွန်ပြီး Vegas အာရုံကြောကိုတိုက်လိုက်လုံခြုံပေးတဲ့ mechanoreceptor တွေကိုတက်ဝင်စေတယ်အမျိုးသားအများစုဟာနာတာရှည်စိတ်ဖိစီးမှုအခြေအနေမှာနေထိုင်နေရတယ်ဒီထိတွေ့မှုကဇီဝကံမှာဆိုင်ရာစာကိတ်ဖြတ်တဲ့အလုပ်လုပ်တယ်ဒါဟာကော်တီဆောပမာဏကိုခြေချင်းကျဆင်းစေပြီးသွေးဖေရကိုလျှော့ချပေးတယ်တစ်ချိန်တည်းမှာပဲနှလုံးသွေးကြောစနစ်အပေါ်ဝန်ထုတ်ဝန်ပိုးကိုလည်းလျှော့ချစေတယ်အောက်ဆီတိုစင်ဓာတ်ကိုအမြောက်ကများထုတ်လွှဲပေးတယ်မင်းရဲ့စိတ်ဖိစီးမှုကိုလုံခြုံတဲ့ရင်းစစ်စီလွှဲပြောင်းလိုက်တာလို့မြင်အောင်ကြည့်ပါဒါဟာဆေးဝါးတွေတောင်မြန်ဆန်းစွာမတိစိတ်ကစိုးရင်ပူပန်မှုတွေကိုပျော်ဝန်းစေတယ်ရေရှည်မှာတော့ဒီစုပုံလာတဲ့စိတ်ဖိစီးမှုလျှော့ချခြင်းကမင်းနှလုံးကိုကာကွယ်ပြီးနှလုံးဖောင်နိုင်ခြေကိုတိတိတတ်တာလျှော့ချပေးတယ်အမျိုးသားတို့ဒါကိုတက်တက်လုံးလိုအပ်တဲ့ဆေးလက်မှတ်အဖြစ်မှတ်ယူလိုက်ပါဇင်းခံပစ္စည်းတစ်ခုအနေနဲ့မတ်တပေါ်ထားပါနဲ့မင်းရဲ့နှလုံးသွေးကြောကျန်းမာရေးနဲ့အသက်ရှည်ခြင်းအတွက်နေ့စဉ်မဖြစ်မနေလိုအပ်ချက်တစ်ခုအနေနဲ့သဘောထားပါ